ရှင်အစားသင်ခန်းစာနဲ့နံပါတ်နဲ့အောက်ပါတို့ကိုတွက်ပြီးအဖြေကိုချိန်ကိုက်ပါနံပါတ်ကရင်60အစား20အဲ့တော့ teacher တို့ဒီနှစ်ကလေးကိုဆိုကြည့်မယ်ဆိုရင်2 4 4 8အဲ့တော့24 4 80အဲ့တော့အကျွင်းဒီ90ရဲ့80နှုန်းအကျွင်းဒီ30ရတယ်တခါတော့ဒီမှလည်းမပြီးသေးတော့ထပ်ပြီးဘာလို့ခိုင်းတာဆိုအဖြေကိုချိန်ကိုက်ပါလို့ရေးရတော့ teacher တို့ဒီကဏ္ဍလေးအကုန်လုံးပြန်ပြီးချိန်ကိုက်မယ်ဆိုရင်စားခင်းနဲ့စားလက်လေးကို teacher တို့အရင်ဆုံးမြှောက်ပါမယ်မြှောက်လို့ရလာတဲ့ကဏ္ဍလေးနဲ့ဒီကြံခဲ့အကျွင်းလေးကိုလာပြီးပေါင်းလိုက်တဲ့အခါမှာ teacher လိုချင်တဲ့အတီကိန်းတွေရခဲ့ပါမယ်အဲ့တော့စားခင်း teacher တို့ဘယ်လောက်နဲ့စားခဲ့ရလဲ20နဲ့စားခဲ့စားလက်ဒီ teacher တို့ဘယ်လောက်ရခဲ့ရလဲ4အဲ့တော့ဒီစားလက်ဒီ4အဲ့တော့ဒီစားကိန်း20နဲ့စားလက်4လေးမြှောက်လိုက်တဲ့အခါမှာဒီ80ရ80တဲ့ခါဒီအကျွင်းဒီဘယ်လောက်ရခဲ့လဲ10ရခဲ့တယ်ဒီမှာမြောက်တဲ့ကဏ္ဍနှလုံးရဲ့80နဲ့ပေါင်းလိုက်ရင်90ရအဲ့တော့တီကိန်း90ရခဲ့တဲ့အတွက်သူပေးထားတဲ့အဖြေတစ်ခုဒီတူသွားတဲ့အတွက်အဖြေလေးဒီမှန်အဲ့တော့ကလေးတို့ဒီပို့စာတွက်တဲ့အခါမှာသေချာလေးကိုကူးဆိုင်ပြီးတွက်ပေးပါရှင်ကျေးဇူးတင်ပါတယ်